တစ်ဖက်လူရဲ့ရင်ထဲကစကားတွေကိုနားထောင်ချင်လားလာခဲ့နော်ဒီဗီဒီယိုမှာဖတ်ပေးထားပါတယ်အားလုံးပဲမင်္ဂလာပါရှင်တဲရောပိုင်းအီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကိုတော့သူကိုဘာတွေပြောချင်နေလဲပေါ့နော်ဘသူမဆိုဝင်ကြည့်လို့ရပါတယ် general reading ဖြစ်တာကြောင့်မို့လို့လူတိုင်းနဲ့ energy ကိုက်ချင်မှာတော့ကိုက်လိမ့်မယ်နော်ဒါလေးကတော့ပိုင်း1ပိုင်း2ပိုင်း3ပါရှင် personal reading မေးချင်တဲ့သူတွေထဲတော့မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ် Viber Telegram ကနေ voice mail နဲ့တခြားလေးဟောပြပါတယ်နော်ပိုင်း1လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်ဝမ်လေးကိုတစ်ဖက်သူကဘာတွေပြောချင်နေလဲဆိုရင်လေသူ့ဘဝရဲ့နောက်ဆုံးပန်းတိုင်ကပိုင်ဝမ်လေးပါပဲတဲ့သူတခြားဘာကူမှမလိုအပ်တော့ဘူးပိုင်ဝမ်လေးသာသူ့ဘေးနာမှာရှိမယ်ဆိုရင်သူ့ဘဝပြည့်စုံသွားပြီလို့တော့မှသူကခံစားနေရတယ်ပေါ့နော်သူ့ရဲ့အနာဂတ်ကိုပိုင်ဝမ်လေးနဲ့ပဲအတူတူတည်ဆောက်ခြင်းနဲ့သူ့ရဲ့မိသားစုဝင်တယောက်လိုမျိုးပိုင်ဝမ်လေးကိုတန်ဖိုးထားပါတယ်တဲ့သူကပိုင်ဝမ်လေးကိုအဲ့လိုခဏတာဖြတ်သွားဖြတ်လာလူလို့မမြင်ဘူးဖြတ်လျှောက်လို့မမြင်ဘူးပေါ့ကွယ်တဘွားလုံးအတွက်ရည်ရွယ်ထားတာမျိုးတွေ့ရပါတယ်သူကအပြင်ပန်းမှာဆိုလို့ရှိရင်လေ ETA ဆက်ဖြစ်ကောင်းဖြစ်လိမ့်မယ်သူ့ရင်ထဲမှာတော့လေအဲ့လိုမီးတောက်လောင်နေတတ်တယ်ပေါ့နော်ပိုင်ဝမ်လေးကိုသူဘယ်လောက်ထိဆွဲလန်းနေလဲဆိုတာကိုသူမထုတ်ပြဘဲနဲ့မျိုးသိပ်ထားတတ်တယ်ပိုင်ဝမ်လေးမသိအောင်လေအမြဲတမ်းပိုင်ဝမ်လေးကိုချောင်းကြည့်ရဲခိုးကြည့်ရဲပိုင်ဝမ်လေးရဲ့အငွေသက်တွေပိုင်ဝမ်လေးရဲ့အတန်တွေကိုသူ့ရဲ့အာယုံထဲမှာညတိုင်းပြန်ပြီးတော့ကြားရောက်နေတတ်တယ်သူကပိုင်ဝမ်လေးနဲ့သူနဲ့ပေါ့နော် energy ချိတ်ဆက်နေတယ်လို့မျိုးခံစားရတယ်ပိုင်ဝမ်လေးကသူ့ပေါ်ဘယ်လိုခံစားချက်မျိုးရှိနေလဲဆိုတာလေသူကအလိုလိုသိနေတယ်လို့ခံစားနေရတယ်တဲ့အခုလက်ရှိမှာသူအလိုချင်ဆုံးအရာကပိုင်ဝမ်လေးနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ရီမောချင်တာပေါ့နော်ပိုင်ဝမ်လေးတို့ဂျားတွေကတင်းမာမှုတွေအထင်လွဲမှုတွေရှိရင်တော့အဲ့ဒါတွေအကုန်လုံးကိုဘေးဖယ်ထားပြီးတော့အရင်လိုပေါ့ပေါ့ပနဲ့ပြန်ပြီးတော့စုံချင်တယ်ပိုင်ဝမ်လေးနဲ့အတူတူရှိခဲ့ရတဲ့အချိန်တွေကသူ့ဘဝရဲ့အပျော်ဆုံးအချိန်တွေပဲလို့သူကပြောချင်နေတယ်နော်သူကပိုင်ဝမ်လေးကိုသူ့ရဲ့အချစ်ဆုံးတငယ်ချင်းလို့ရောအချစ်ဆုံးချစ်သူလို့ရောသူ့ရဲ့အကောင်းဆုံးပါတနာကောင်းတစ်ယောက်လို့ရောသတ်မှတ်ထားတာမို့လို့အခုလိုမျိုးလက်ရှိဝေးကွာနေရဆိုရင်တော့မှမကြခင်မှာသူနဲ့ပတ်သက်ပြီးပြောစရာသတင်းကောင်းတစ်ခုနဲ့အတူသူပြန်လာခြင်းတယ်လို့မြင်တယ်ပေါ့နော်ပြန်လာခြင်းနေတယ်လို့ပြောချင်နေပါတယ်ဆိုတော့တကယ်လို့ဝေးကွာနေတဲ့ပိုင်ဝမ်လေးတွေရှိလို့ရှိရင်တချင်းနဲ့ရလို့ပဲအကြံပေးခြင်းနဲ့ပြန်ဆောင်ခြင်းရင်ခုန်တန်ကိုမညာပါနဲ့လို့เนาะပိုင်ဝမ်လေးအားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်သူကပိုင်တူးလေးကိုဘာတွေပြောချင်နေလဲဆိုရင် okay ယူရိုက soulmate တွေလားမသိဘူးเนาะပိုင်တူးလေးတို့နှစ်ယောက်ကြားထဲမှာဘယ်သူမှဖြတ်လို့မရတဲ့တန်လိုက်လိုမျိုးဓာတ်တစ်ခုရှိနေတယ်လို့သူကခံစားရတယ်။ပိုင်တူးလေးနဲ့မျက်လုံးချင်းစုံမိတဲ့အခါတိုင်းမှာသူကသူ့ကဘာလောကကြီးတစ်ခုလုံးရပ်တန့်သွားတယ်လို့မျိုးခံစားရတယ်။သူ့ရဲ့ဆိုမိတ်ကပိုင်တူးလေးပဲဖြစ်နေမှာပါဆိုတဲ့စိတ်ကူးတွေကသူ့ကိုရင်ခုန်စေတယ်ပေါ့နော်။ပိုင်တူးလေးတို့နှစ်ယောက်ကကံပါလာလို့ဆုံတွေ့ရတယ်ဆိုတာကိုပဲသူကယုံကြည်ထားတယ်လို့ပြောချင်ပါတယ်။ပြီးတော့သူကပိုင်တူးလေးကိုကလေးတယောက်လိုမျိုးအရန်အသေးရတယ်အမြဲတမ်းလေးအဲ့လိုဂယုစိုက်ပေးခြင်းနဲ့ပိုင်တူးလေးစီကိုပို့ခြင်းနဲ့easy ကလေးစကလုံးလေးတွေပေါ့ကွယ်ပိုင်တူးလေးကိုရီမောအောင်လုပ်ပေးနိုင်မယ့်အပြုအမူလေးတွေကသူ့စီမှာအပြည့်ပဲအများကြီးရှိတယ်လို့ပြောခြင်းနဲ့သူကပိုင်တူးလေးစီကိုသူအချစ်တွေကိုဝန်ခံခြင်းနေတယ်ပေါ့နော်အချစ်တွေကိုပြောပြခြင်းနေတယ်အဲ့လိုမျိုးစာလေးတွေပို့ဖို့ခဏစိတ်ကူးတယ်တကယ်တမ်းတော့ပိုင်တူးလေးရှိရောက်လို့ရှိရင်လေသူကရှက်ကူးရှက်ကန်နဲ့အဲ့လိုမျိုးဖြစ်နေတတ်တယ်ပေါ့နော်ပိုင်တူးလေးရဲ့ချစ်စရာကောင်းတဲ့အပြုံးလေးတွေပေါ့နော်အပြုံးလေးတွေကသူ့ကိုအချိန်တိုင်းသဘောကျစေတယ်ယူသွတ်စေတယ်လို့သူ့စိတ်ထဲကနေဝန်ခံခြင်းနေရမျိုးလေးတွေ့ရတယ်တကယ်တမ်းတော့လေ तू ကပိုင်တူးလေးကိုလုံးဝအရှုံးပေးထားတာเนาะသူက तू ဘလောက်ပဲမာနကြီးတဲ့ तू ဖြစ်ပါစေပိုင်တူးလေးရှိရောက်ရင်အလွန်လိုရင်ပါနေရတွေ့လာဒီမှာချင်းသေးတစ်ကောင်ကအလွန်လိုရင်ပါသွားတာပိုင်တူးလေးကသူ့ရဲ့စိတ်ရိုင်းတွေကိုထိန်းချုပ်နိုင်တဲ့တူလေးကသူ့ရဲ့စိတ်ရိုင်းတွေကိုထိန်းချုပ်နိုင်တဲ့တူဒီသောသူလို့သူကသတ်မှတ်ထားတာသူ့ဘဝရဲ့ခက်ခဲတဲ့အချိန်တိုင်းမှာပိုင်တူးလေးရဲ့နူးညံ့မှုတွေကိုလိုချင်တယ်သူကတောင်းဆိုချင်နေတာပေါ့နော်ပိုင်တူးလေးကိုသူကအရန်တန်မိုးထားတယ်ဘယ်တော့မှလက်လွတ်မခံချင်ဘူးသူ့ရဲ့နှလုံးသားကိုပိုင်တူးလေးကအပိုင်သိမ်းထားနိုင်ပြီဆိုတာကိုသူကပြောချင်နေပါတယ်ပိုင်တူးလေးအားလုံးပဲကြည်နေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်သူကပိုင်တူးလေးကိုဘာတွေပြောချင်နေလဲဆိုရင်
အဝေးရနေပြီးတော့စောင့်ကြည့်နေရတဲ့အချိန်ကြီးတယောက်ကိုတယောက်ပေါ့နော်အကဲခတ်နေရတဲ့အချိန်ကြီးကမကြခင်မှာကုံဆုံးတော့မယ်လေနော်သူကပိုင်သွေးလေးစီကိုလှမ်းလာဖို့တေချာပြင်ဆင်နေပါတယ်ပိုင်သွေးလေးတို့ကြားတဲ့ကကွာဟာချက်တွေကိုကြော်ဖြတ်ပြီးတော့ပိုင်သွေးလေးနဲ့စုံနိုင်မဲ့နေ့ရက်တွေကိုသူကမျှော်လင့်နေတယ်လို့အလေးနဲ့ပြောချင်နေရပါပိုင်သွေးလေးကိုအဝေးရနေပဲနီးနေရတာသူ့အတွက်မလုံလောက်တော့ဘူးဆိုတာကိုဝန်ခံချင်နေရမျိုးလေးတွေ့ရပါတယ်ပြီးတော့သူကပိုင်သွေးလေးနဲ့အနာဂတ်ကိုလက်တွေ့ကြကြတိဆောက်ဖို့အတွက်စိတ်ကူးရင်နေတတ်ပါတယ်။သူ့ဘဝရဲ့အရေးကြီးဆုံးသောအစီအစဉ်တိုင်းမှာပိုင်သွေးလေးကိုအမြဲတမ်းထည့်သွင်းစဉ်းစားထားတယ်ပေါ့နော်။ပိုင်သွေးလေးကသူ့အတွက်တော့ဘဝကိုအတူတူရင်ဆိုင်မဲ့လက်တွဲဖော်ကောင်းတစ်ယောက်လက်တွဲဖော်ကောင်းအစစ်အမှန်ဆိုတာကိုသူကယုံကြည်နေပါတယ်။နောက်ဆုံးသူဝန်ခံချင်တာကတော့သူ့ရဲ့အရာအလုံးကိုပိုင်သွေးလေးအတွက်ပဲပုံအပ်ပေးဖို့အစဉ်သင့်မှာပဲတယ်နော်။သူကပိုင်သွေးလေးကိုစိတ်ချမ်းသာမှုရောလုံခြုံမှုရောကိုအပြည့်အဝပေးနိုင်တဲ့သူဖြစ်ချင်တာပိုင်သွေးလေးကိုဘယင်တပားလို့ဘယင်မတပားလို့ထားနိုင်မှုကို तू ကအစွမ်းကုန်စူးစမ်းမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေသူ့ရဲ့အောင်မြင်မှုတွေအားလုံးကပိုင်သွေးလေးအတွက်ပဲဆိုတဲ့စကားကိုလည်း तू ကအရန်ပြောချင်တယ်ဘာစကားကိုပြင်းမြင်သွားလဲဆိုတော့လေလိမ္မာရဲ့အားလုံးကမင်းအတွက်ကြီးပဲဆိုတဲ့စကားကိုတော့ပြင်းမြင်သွားတယ်ပေါ့နော်ပိုင်သွေးလေးကိုလူလေသေးမရှိအောင်ထားချင်တာသူ့ရဲ့ပြင်းပြတဲ့ဆန္ဒပေါ့နော်အဲ့ဒီဆန္ဒတွေကိုအကောင့်ထဲပေါ်ဖို့အတွက်အချိန်တန်ပြီလို့ तू ကခံစားနေရတယ်သူ့ရဲ့ခိုင်မာတဲ့မြတ်တာတွေကပိုင်သွေးလေးစီကိုမကြခင်တကယ်ရောက်လာတော့မှဖြစ်လို့အစင်းစင်းစောင့်နေပေးပါလို့ပြောချင်နေပါတယ်ပိုင်သွေးလေးအားလုံးပဲဂျင်းနဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်